တင်ဟာညဘက်17နာရီကျော်မှအိပ်ဆက်တတ်တဲ့သူတယောက်ဆိုရင်ဒီဗီဒီယိုဟာတင့်အတွက်သေရင်ရှင်ရေးတန်ဖိုးရှိတဲ့သတိပေးချက်တစ်ခုဖြစ်ပါလိမ့်မယ်။လူအများစုဟာညနေမှအိပ်ဆက်ခြင်းကိုခင်မိတာဒါမှမဟုတ်အလုပ်ကြိုးစားတာလို့ထင်တတ်ကြပါတယ်။ဒါပေမဲ့သိပ္ပံပညာကတော့ဒါကိုတဖြည်းဖြည်းချင်းသေချောင်းကြံစီခြင်းလို့ခေါ်ပါတယ်။တင်ညနေတဲ့အထိမအိပ်ပဲနိုးထနေတဲ့မိနစ်တိုင်းမှာတင့်ခန္ဓာကိုယ်ရဲ့ဆဲတွေဟာတစ်ခုပြီးတစ်ခုသေဆုံးနေပြီးတင့်ရဲ့ DNA တွေကလည်းဇက်တိုက်ပျက်စီးနေပါတယ်။တင့်ရဲ့ကိုယ်ပိုင်အသက်ဟာလည်းနိုင်နဲ့အမျှတိုးတောင်းသွားပါတယ်။ဒီလိုမျိုးလူချင်းမတို့ဘဝအတွက်အရေးကြီးလာတဲ့ကျန်းမာရေးအဆင့်နဲ့မြင့်မားလာစေဖို့အတွက် Vital ကျန်းမာရေးဆိုင်ရာဓာတ်များနဲ့လူချင်းမတို့ရဲ့ဘဝကိုအကောင်းဆုံးထိန်းသိမ်းပေးနိုင်မဲ့ဤလက်များကိုအမြင့်တစေမျှဝေပေးနေတဲ့ကျွန်တော်တို့ရဲ့ Guardian Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုလိုမျိုးတမိုးရှိရဲ့အသိပညာဗီဒီယိုတွေကိုမလွတ်တမ်းကြည့်ရှုနိုင်ဖို့အတွက် Guardian Channel ကိုအခုပဲ Subscribe လုပ်ပြီး Notification Bell ကိုနှိပ်ထားဖို့အကြံပြုချင်ပါတယ်။အခုပဲဒီကြောက်မဖွယ်ကောင်းတဲ့အမှန်တရားတွေရဲ့အသေးစိတ်ကိုဒီဗီဒီယိုထဲမှာစတင်လိုက်ကြအောင်ဗျာ။ဇီဝနာရီဆိုတာပါလေ။ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာမျက်စိနဲ့မမြင်ရတဲ့နာရီကြီးတစ်လုံးရှိပါတယ်။အဲ့ဒါကို Circadian Rhythm ဒါမှမဟုတ် Biological Clocks ဇီဝနာရီလို့ခေါ်ပါတယ်။တင့်ရဲ့အုံနောက်ကတင့်ခန္ဓာကိုယ်ရဲ့အင်္ဂါအစိတ်ပိုင်းတိုင်းကိုဘယ်အချိန်မှာအလုပ်လုပ်ရမယ်ဘယ်အချိန်မှာနားရမယ်ဆိုတာကိုဂျူတီချပေးထားပါတယ်။ဒါကိုအသင်ကညဘက်17နာရီကျော်တဲ့အထိမအိပ်ပဲနိုးနေတဲ့အခါဒီဇီဝနာရီကြီးဟာကမောက်ကမတွေဖြစ်သွားပြီးတင့်ရဲ့ကလီစာတွေကိုပျက်စီးစေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာယောဂပိုးတွေကိုတိုက်ထုတ်ပေးတဲ့စစ်တပ်တစ်ခုလည်းရှိပါတယ်။အဲ့ဒါကတော့ကိုယ်ခံအားစနစ် immune system ပဲဖြစ်ပါတယ်။ညဘက်9နာရီမှ17နာရီအချိန်ဟာခန္ဓာကိုယ်ထဲက lymphatic system တွေကအဆိပ်အတောက်တွေကိုစစ်ထုတ်တန့်စင်တဲ့အချိန်ပဲဖြစ်ပါတယ်။ဒီအချိန်မှာသင်ကအေးစစ်စစ်အနားယူနေခြင်းမရှိဘဲစိတ်လှုပ်ရှားစရာဖုံးကြည့်တာအလုပ်လုပ်တာတွေကိုလုပ်နေရင်သင်ရဲ့ကိုယ်ခံအားစနစ်ကအဆိပ်ထုတ်တဲ့အလုပ်ကိုမလုပ်နိုင်တော့ပါဘူး။သူတေသနာတွေအရညနေမှာအိပ်ဆက်တဲ့သူတွေရဲ့ခန္ဓာကိုယ်မှာကင်ဆာဆဲတွေကိုလိုက်သက်ပေးတဲ့ neutrophil killer cell တွေရဲ့80%ကျော်ဟာတည်ဆုံးသွားတာကိုတွေ့ရှိရပါတယ်။ဆိုလိုတာကသင်ရဲ့ခန္ဓာကိုယ်ထဲကိုကင်ဆာပိုးဝင်လာရင်တိုက်ထုတ်ပေးမဲ့သူမရှိတော့ပါဘူး။သင်ဟာညနေမှာအိပ်ဆက်ခြင်းအပြင်သင်ရဲ့ကိုယ်ခံအားစနစ်ကိုလက်နက်ချခိုင်းလိုက်တာနဲ့အတူတူပါပဲ။ညဘက်17နာရီဆိုတာဇီဝနာရီရဲ့အရေးအကြီးဆုံးခန္ဓာကိုယ်တွင်ပြုပြင်ရေးစတင်တဲ့အချိန်ပဲဖြစ်ပါတယ်။အသေးဟာသွေးထဲကအဆိပ်အတောက်ပေါင်း900ကျော်ကိုနေ့စဉ်တန့်စင်ပေးရပါတယ်။ဒါပေမဲ့တစ်ခုရှိတာကအသေးဟာတင်းနှင်းနှင်းချိုက်ချိုက်အိပ်ပျော်နေချိန်မှသာအဆိပ်ထုတ်ခြင်းကိုလှုပ်ဆောင်နိုင်တာပဲဖြစ်ပါတယ်။ဒါကြောင့်အသေးရဲ့အလုပ်လုပ်ချိန်ဖြစ်တဲ့ညဘက်17နာရီမှမနက်7နာရီအချိန်တွင်းမှာသင်ဟာအိပ်ဆက်နေခြင်းမရှိဘဲဖုံးကြည့်နေရင်အသေးကအဆိပ်တွေမထုတ်နိုင်တော့ပဲအဲ့ဒီအဆိပ်တွေကသင်ရဲ့သွေးကြောတွေကိုပြန်လည်ရောက်ရှိသွားပါတယ်။ဒါဟာအသေးကင်ဆာအသေးခြောက်ခြင်းနဲ့သွေးအဆိပ်တက်ခြင်းကိုတိုက်ရိုက်ဖြစ်ပေါ်စေပါတယ်။ထို့အတူစွာမနက်1နာရီမှ3နာရီအချိန်မှာသဲချေအိတ်ကအလုပ်လုပ်ပါတယ်။သူကအစီတွေကိုဖြိုခွဲပေးတဲ့သဲချေရည်တွေကိုထုတ်လုပ်သိုးလောင်ပါတယ်။အဲ့ဒီချိန်မှာမအိပ်ရင်သဲချေရည်တွေကနောက်ကျလာပြီးကြောက်တယ်စေပါတယ်။ဒါအပြင်အစာချေစနစ်ကိုပျက်စီးစေပြီးအဝလွန်တာမျိုးတွေလည်းဖြစ်လာစေပါတယ်။သင်နောက်တစ်နေ့မှာဘလောက်ပဲအားရှိတာတွေစားခန္ဓာကိုယ်ကအဟာရတွေကိုစုပ်နိုင်စွမ်းနဲ့မရှိတော့ပါဘူး။အဆုတ်ဟာမနက်3နာရီမှ9နာရီအချိန်မှာအညစ်အကြေးတွေကိုချောင်းဆိုးပြီးဖြစ်စေအသက်ရှူထုတ်ပြီးဖြစ်စေစွန့်ထုတ်ပါတယ်။ညနေမှာအိပ်ဆက်တတ်တဲ့သူတွေဟာအဆုတ်အားနေပြီးအမြဲတစေမောပန်းနေတတ်ပါတယ်။ဒါအပြင်သွေးထဲမှာအောက်ဆီဂျင်နည်းနေတဲ့အတွက်နှလုံးကအလုပ်ပိုလုပ်ရပါတယ်။ဒါဟာနှလုံးသွေးကြောပိတ်ပြီးရုတ်တရက်သေဆုံးနိုင်ခြေကိုအစာပေါင်းများစွာမြင့်တက်စေပါတယ်။ညနေတဲ့အထိနိုးနေတဲ့အခါခန္ဓာကိုယ်ကအမြဲတမ်းအရေးပေါ်အခြေအနေမှာရှိနေပါတယ်။ဒါဟာနှလုံးသွေးကြောတွေကိုရောင်ရမ်းစေပြီးနှလုံးခုန်မမှန်တာနှလုံးရုတ်တရက်ရက်ပြီးသေဆုံးတာမျိုးတွေကိုဖြစ်စေပါတယ်။ညဘက်မှာကြောက်ကစီးထုတ်လုပ်မှုကိုလျှော့ချပြီးနားနေရပါတယ်။ညဘက်မှာကြောက်ကနားနေရမယ့်အစားသ
တင်နိုးနေတဲ့အတွက်သွေးဖီအားကိုထိန်းချုပ်ဖို့မနာမတန်အလုပ်လုပ်ရတဲ့အခါကြောက်ကက်ဆဲတွေကပျက်စီးပြီးကြောက်ကက်ဆေးရတဲ့အဆင့်ကိုရောက်သွားစေမှာပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့အုံနောက်ထဲမှာဇီဝနာယီထိန်းချုပ်ရေးစင်တာရှိပါတယ်။သူကမျက်လုံးကနေတဆင့်အလင်းရောင်ကိုတိုင်းတာပြီးခန္ဓာကိုယ်တစ်ခုလုံးကိုယူရီချပေးထားပဲဖြစ်ပါတယ်။ည7:00 နာရီမှာသင်ဟာမအိပ်ဖဲဖုန်းကြည့်နေရင်ဖုန်းကထွက်တဲ့ blue light ကအုံနောက်ကိုမနဲ့ရောက်ပြီလို့လိန်ညာလိုက်တယ်လို့ဖြစ်သွားပါတယ်။အဲ့ဒီအခါအုံနောက်ကမဲချင်အောင်လုပ်တဲ့ဟော်မုန်းတွေကိုဇက်တိုက်ထုတ်ပြီးသင်ရဲ့ကလီစာတွေကိုအတင်းတမအလုပ်ပြန်ခိုင်းပါတယ်။အခုပြောပြပေးမှာကတော့ဒီဗီဒီယိုရဲ့အရေးအကြီးဆုံးချက်လက်ပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့အုံနောက်ထဲမှာအမိုက်သိမ်းစနစ်ရှိပါတယ်။လူတစ်ယောက်ကနှစ်ခြားခြားအိပ်ပျော်နေချိန်မှာအုံနောက်ဆဲတွေက60% လောက်ကျုံသွားပြီးဆဲရီကြားကနေရာလွတ်တွေကကျေလာပါတယ်။အဲ့ဒီအခါအုံနောက်ထဲကအရည်တွေကနေတနေ့တာအတွင်းစုပုံနေတဲ့အမိုင်လိုက်ဘီတာလို့ခေါ်တဲ့အစိတ်တောက်ရှင်ပရိုတင်းတွေကိုရေးဆေးချသလိုဆေးကြောပြပါတယ်။ဒီညနေတဲ့အထိမိတ်တဲ့ခါဒီအမိုက်သိန်းစနစ်ကလုံးဝအလုံးမလုံးနိုင်တော့ပါဘူး။စဉ်းစားကြည့်ပါ။ဒီအုံနောက်ထဲမှာအမိုက်တွေအညစ်အကြေးတွေအစိတ်တောက်တွေဟာနေ့စဉ်နဲ့အမျှပုံလာပါတယ်။အဲ့ဒီအမိုက်တွေကနေအုံနောက်ရဲ့အာရုံကြောစနစ်တွေကိုပိတ်ဆို့ပြီးတည်ဆုံးစေပါတယ်။အဒါဟာသင်ရဲ့အုံနောက်ကိုအမိုက်ပုံးတစ်ခုဖြစ်အောင်ပြောင်းလဲလိုက်တာနဲ့အတူတူပါပဲ။ညနေမှာအိပ်ဆက်ခြင်းကသင်ရဲ့အုံနောက်ကိုဘလို့တစားစီဖြည့်ဆည်းပြတယ်လဲဆိုရင်အုံနောက်ကတနစ်တာတင်ယူခဲ့တဲ့ဟာတွေကိုတင်စီပါတယ်။မိတ်တဲ့အခါအဲ့ဒီအချက်လက်တွေကပျောက်ဆုံးသွားပြီးသင်ရဲ့မှတ်ဉာဏ်တွေဟာရှီလောင်းလိုက်တယ်လို့ဖြစ်သွားပါတယ်။သူတေသနာတွေအရညနေမှာအိပ်ဆက်တဲ့သူတွေရဲ့အုံနောက်ဟာပိုပြီးလျင်မြန်စွာကျုံသွားပါတယ်။အထူးသဖြင့်စဉ်းစားဆင်ခြင်မှုတွေကိုလုပ်တဲ့အပိုင်းတွေပျက်စီးသွားတဲ့အတွက်သင်ဟာစုပ်ပြည့်ချက်အမားတွေကိုချလာမယ်။စိတ်ခံစားချက်တွေကိုမထိန်ချုပ်နိုင်တော့ပဲစိတ်ထူလွယ်လာပါလိမ့်မယ်။အုံနောက်ထဲမှာစိတ်မချရသေးတဲ့အစိတ်တောက်ပရိုတင်းတွေဟာအနေထိုင်သွားတဲ့အခါအသက်40ကျော်တာနဲ့သင်ရဲ့မိသားစုကိုတော့မှတ်မိတော့မှာမဟုတ်ပါဘူး။သင်ဟာကိုယ့်အသက်ကိုတိုးအောင်လုပ်ရုံတင်မကပဲကိုယ့်ရဲ့ကိုယ်ပိုင်အုံနောက်ကိုပါဖျက်ဆီးနေခြင်းပဲဖြစ်ပါတယ်။ညဘက်မအိပ်ဆက်ခြင်းမှာပုံမများပြားတဲ့နောက်ဆက်တွဲဆိုးကျိုးများစွာလည်းရှိနေပါတယ်။အမျိုးသားတွေမှာတက်စတိုစတီရုန်းတွေလျော့နေလာပြီးပန်းတီပန်းညိုးများကိုဖြစ်လာနိုင်စေသလိုအမျိုးသမီးတွေမှာတော့တိုင်အကျိတ်နဲ့ကလေးရနိုင်ခြေကိုလုံးဝထိခိုက်စေပါတယ်။ညနေမှာအိပ်ဆက်တဲ့သူတွေဟာစိတ်ထကြခြင်းနဲ့ကိုအဆုံးစီရင်လိုစိတ်များဖြစ်ပေါ်လာနိုင်ခြေငါးဆပုံမများပြားတာကိုလည်းတွေ့ရှိရပါတယ်။ဒါအပြင်ညဘက်ဖုံးကြည့်ခြင်းဟာအိပ်ဆက်ခြင်းဟော်မုန်းကိုဖျက်ဆီးစေုံသာမကပဲမျက်စိနောက်ကအာယုံကြောတွေကိုပါလောင်ကျွမ်းစေပါတယ်။ညဘက်7:00 နာရီဆိုတာသင်ရဲ့အုံနောက်နဲ့သင်ရဲ့ဘဝအတွက်သင်ရင်ရှည်ရေးစီးပဲဖြစ်ပါတယ်။ဖုံးကြည့်ရင်ဂိမ်းစော်ရင်နဲ့အမိုက်တွေပြည့်နေတဲ့အုံနောက်တစ်ခုနဲ့ပျက်စီးနေတဲ့ကလီစာတွေကိုပိုင်ဆိုင်မလား။ဒါမှမဟုတ်ကျမ်းမာတက်ကြွတဲ့အုံနောက်နဲ့ကောင်းမွန်နေတဲ့ကလီစာတွေနဲ့အတူအသက်ရှိနေမလားဆိုတာကိုသင်ကိုယ်တိုင်ရွေးချယ်ရမှာပါ။ Night duty ဆင်းရတဲ့သူတွေအတွက်ကတော့သင်ဟာသင်အသက်နဲ့ရှင်းပြီးအလုပ်လုပ်နေရတာပါ။ဒါကြောင့်ကျန်တဲ့အချိန်တွေမှာအစားအသောက်တွေကိုရှောင်သင့်တာတွေရှောင်ပြီးအိတ်ချိန်မှာလုံးဝမှောင်နေတဲ့အခန်းမှာပြန်လည်အိတ်ဆက်ခြင်းဖြင့်သင်အသက်ကိုပြန်လည်ဆယ်ယူပါ။ညီကုန်းချုပ်ရရင်ညဘက်7:00 နာရီနောက်ပိုင်းမှာအိတ်ဆက်ခြင်းဟာအပြင်ပန်းမှာတော့ဘာမှမဖြစ်သလိုထင်ရပေမဲ့အတွင်းမှာတော့သင်ရဲ့ခန္ဓာကိုယ်ကြီးတစ်ခုလုံးကသင်မင်းနဲ့ရင်ဆိုင်နေရတာပါ။ဒါကြောင့်ဒီဗီဒီယိုကိုကြည့်ပြီးတာနဲ့ဒီနေ့ကစပြီးည7:00 နာရီမှာအိပ်ယာဝင်ဖို့ဆုံးဖြတ်ချက်ချပါ။သင်ရဲ့တငယ်ချင်းတွေကိုလည်းဒီဗီဒီယိုကို share ပေးပြီး DNA ကနေကာကွယ်ပေးပါ။ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုကနေတမိုးရှိအသိပညာဘူးသူရရရှိသွားရဲဆိုရင် like and share လုပ်ပြီးအားပေးခဲ့လို့ရပါတယ်။လူကြီးမင်းတို့အနေနဲ့ပုံမသိလို့တဲ့ကျမ်းမာရေးဘူးသူရရရှိရဲဆိုရင်လည်း comment မှာရေးသွားပေးပါဦး။နောက်ထပ်ပုံမဖိုးတန်တဲ့ကျမ်းမာရေးဘူးသူရရဲ့အတွက် Guardian Channel ကို subscribe လုပ်ပေးဖို့တောင်းဆိုရင်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါအောင်မယ်။အားလုံးပဲကျမ်းမာပျော်ရွှင်နိုင်ကြပါစေ။